ဆိုင်တစ်ဆိုင်မှာအရက်မီနူကိုကြည့်လိုက်တဲ့အခါတချို့နေရာတွေမှာဝီစကီလို့ရေးထားပြီးတော့တချို့နေရာတွေမှာတော့အရက်ခရမပါတဲ့ဝီစကီလို့ရေးထားတာကိုတင်သတိထားမိဘူးပါသလားဆိုင်ကများစလုံးပေါင်းမှားရေးထားတာလားလို့တွေးမိကောင်တွေးပါလိမ့်မယ်တကယ်တော့အဲ့ဒါစလုံးပေါင်းမှားတာမဟုတ်ပါဘူးအဲ့ဒီအရက်ခရစလုံးရင်းတစ်လုံးပါတာနဲ့မပါတာဟာကမ္ဘာအရက်လောကမှာသူတို့ရဲ့ဇင်းမြင့်လုပ်တဲ့ပုံစံနဲ့အရသာတွေလုံးဝကွာခြားသွားတယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်မင်္ဂလာပါဒီကစ်ပါတော့ကနေကြိုဆိုလိုက်ပါပြီးခဲ့တဲ့ဗီဒီယိုမှာတော့အခြေခံရက်6မျိုးရဲ့တမိုင်းကြောင်းတွေကိုပြောပြခဲ့ပြီပါဒီနေ့ဗီဒီယိုမှာတော့လူများစုရောထွေးလေးရှိတဲ့ Scotch Whisky, Arrow Whisky နဲ့ American Bourbon တို့ရဲ့ကွာခြားချက်တွေပြီးတော့ Whisky တပလင်းရတာရှိလောက်အောင်တက်သားစီပိုင်းတွေထဲမှာဘလို့မော်ဆန်ဆန်ဖန်တီးရလဲဆိုတာကိုအရှင်းလင်းဆုံးပြောပြပေးတော့ပါပထမဆုံးအနေနဲ့ခုနကစလုံးပေါင်းပြဿနာကိုအရင်ရှင်းလိုက်ရအောင်အရန်လွယ်တဲ့မှတ်နည်းလေးတစ်ခုရှိပါတယ်တင်တော့မဲ့ Whisky လာတဲ့နိုင်ငံရဲ့နာမည်မှာအရက်ခရပါနေရင်သူတို့ Whisky ကိုလည်းအရက်ခရထည့်ရည်လေးရှိပါတယ်ဥပမာအိုင်ယာလန်နဲ့ United States ကလာတဲ့ whisky တွေကို whisky လို့အရက်ခရထည့်ပြီးစလုံးပေါင်းပါတယ်။နိုင်ငံရဲ့နာမည်မှာအရက်ခရမှာပါတဲ့နိုင်ငံတွေဖြစ်တဲ့ Scotland, Japan, Canada တို့ကထွက်ရင်တော့အရက်ခရမှာပါပဲ whisky လို့ရေးကြပါတယ်။ဒါကတော့ရေဘူးရအဖြစ်အလွယ်ဆုံးမှတ်လို့ရတဲ့နည်းလမ်းလေးပါ။ကဲစလုံးပေါင်းကွဲသွားပြီဆိုတော့သူတို့ရဲ့ရတာနဲ့လုပ်နေတွေဘလို့ကွာလဲစက်ကြည့်အောင်။ whisky လောကရဲ့ဘယင်လို့တင်စားရမယ် Scotch whisky ကနေစလိုက်ကြလို့Scotch လို့နာမည်တက်ခွင့်ရဖို့ဆိုတာတော်တော်လေးကိုတင်းကျပ်တဲ့ဥပဒေရှိပါတယ်။ပထမဆုံးချက်အနေနဲ့ Scotland နိုင်ငံတွင်းမှာပဲမဖြစ်မနေချက်လို့ရပါတယ်။တခြားနိုင်ငံမှာတော့လို့ပြီး Scotch လို့နာမည်တက်လို့မရပါဘူး။ Scotch whisky ရဲ့အဓိကကုန်ကျန်ကတော့မော်တက်ပါလီပါ။သူ့ရဲ့တက်ကတော့ peat တစ်ဆွေးပါပဲ။ Scotland မှာရှိတဲ့သဘာဝတစ်ဆွေးတွေကိုမိရှို့ပြီးထွက်လာတဲ့မိခိုးတွေနဲ့မူရောစပါးကိုအချောက်ခံရတာပါ။ဒါကြောင့် Scotch whisky ကိုတောက်လိုက်ရင်တခြား whisky တွေမှာမရနိုင်တဲ့ smoky ပြင်းပြင်းလေးကိုရရှိတာဖြစ်ပါတယ်။နောက်တစ်ချက်ကအများအပြားနှစ်ကြိမ်ပေါင်းခံလေးရှိပြီးအုတ်တက်သားစီပိုင်းတွေထဲမှာအနည်းဆုံး3နှစ်တိတိရင်းကြအောင်မဖြစ်မနေထားရပါတယ်ဒုတိယတစ်ခုကတော့ Scotch တွေနဲ့အပြိုင်တမိုင်းကြောင်ကြီးမှလာတဲ့ Arrow Whisky ပါ Whisky ကိုအစောဆုံးဖန်တီးခဲ့တာငါတို့ကဆိုပြီး Scotland နဲ့အမြဲတမ်းပွားလေးရှိတဲ့ Ireland နိုင်ငံကနေလာတာပါ Scotch နဲ့ဘာကွာလဲဆိုလို့ရှိရင် Arrow Whisky တော်တော်များများဟာခုနကပြောတဲ့ peat ကိုအသုံးမပြုပါဘူးမူရောစပါးကိုတာမန်နေဘူးနဲ့ပဲအချောက်ခံတာမို့လို့မိခိုးနဲ့မပါပါဘူးအကြီးမားဆုံးကချက်ချက်ကတော့ Scotch က2ကြိမ်ပေါင်းခံပေမဲ့ Arrow Whisky က3ကြိမ်ပေါင်းခံပါတယ်ဒါကြောင့် Scotch တက်ဆိုင်ရင်တောက်လိုက်တဲ့ခါမှာလက်ကြောင်းထဲမှာပိုပြီးနူးညံ့ချုံနေတာကိုခံစားရမှာပါသူ့ကိုလည်းအနည်းဆုံး3နှစ်တက်သားစီပိုင်းထဲမှာလှောင်နိုင်ရပါတယ်မိခိုးနဲ့မြင်းမြင်းတွေမကြိုက်ပဲနူးညံ့တာလေးတောက်ချင်တော့ Arrow Whisky ကတင်တော့ပါပဲတတိယတစ်ခုအနေနဲ့အမေရိကန်နိုင်ငံရဲ့ဂုဏ်စရာဘဝွန်စီကိုတွားကြရအောင်ဘဝွန်ဆိုတာ whisky မျိုးစားပွဲတစ်ခုပါပဲဒါပေမဲ့ Scotch တို့ Irish တို့နဲ့လုံးဝကွက်ထွက်နေတဲ့ဥပဒေတွေရှိပါတယ်ဘဝွန်လုံးတဲ့နေရာမှာမူရောစပါးထက်အမေရိကန်မှာပေါ်များတဲ့ပြောင်းမှုကိုအဓိကသုံးရပါတယ်ဥပဒေအရပါဝင်ပစ္စည်းရဲ့အနည်းဆုံး51%ကပြောင်းမှုဖြစ်ရပါမယ်အရေးကြီးဆုံးချက်ကဘဝွန်ကိုအချိန်ကြာအောင်လောင်ထားတဲ့အခါအတွင်းပိုင်းကိုမီးကျွမ်းထားတဲ့အုတ်တက်သားစီပိုင်းတစ်ဆက်ဆက်တွေကိုသာမဖြစ်မနေသုံးရပါတယ်တခါသုံးသားစီပိုင်းတွေကိုလုံးဝပြန်လုံးဝင်မရှိပါဘူးပြောင်းမှုကနေလာတာဖြစ်တယ်လို့တက်သားစီပိုင်းတစ်ကနေအရသာကိုအပြည့်အဝဆွဲယူထားတာမို့လို့ဘဝွန်ဟာအခြား whisky တွေအတွက်ပိုပြီးချို့ပါတယ်ဗနီလာကရမယ်နဲ့တကြပခောက်နဲ့လေးတွေအထင်းသာရနေတတ်ပါတယ်အခုဆိုရင် Scotch, Irish နဲ့ Bourbon တို့ရဲ့ကွာခြားချက်တွေကိုသိသွားလောက်ပါပြီနောက်ဆုံးအနေနဲ့ whisky တပလင်းဖြစ်လာဖို့အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ aging process တက်တန်းတူလောင်လာခြင်းအကြောင်းကိုနည်းနည်းပြောပြချင်ပါတယ်ပေါင်းခါစကနေဘူးမထွက်လာတဲ့ whisky ရိုင်းဟာရေလိုပဲအယောင်ကြည့်နေပြီးရတာကလည်းအရန်ဆူရှနေပါတယ်သူ့ကိုရွှေအိုရောင်တွေနူးညံ့တဲ့အရသာတွေရဖို့ဆိုရင်ခုနကပြောတဲ့အုတ်တက်သားစီပိုင်းတွေထဲမှာနှိမ့်နဲ့ချီပြီးထည့်ထားရတာပါတက်သားမှာရှိတဲ့သဘာဝအချိုတက်တွေအယောင်တွေကို whisky ကအချိန်ကြာလာတာနဲ့အများဆုပ်ယူသွားတာဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးချက်တစ်ခုရှိပါတယ် whisky ကိုတက်သားစီပိုင်းတွေထဲမှာ3နှစ်5နှစ်12နှစ်စသဖြင့်ထည့်လောင်ထားတဲ့အခါတက်သားစီရဲ့အပေါက်လေးတွေကနေတစ်ဆင့်တစ်နှစ်ကိုအရက်ပမာဏ 2% ကနေ 4% အထိလေထုထဲကိုအမွေးပြန်ပြီးပျောက်ကွယ်သွားတတ်ပါတယ်ဒီလိုပျောက်ကွယ်သွားတဲ့ whisky တွေကိုအရက်ဖန်တီးသူတွေက The Angel Share ကောင်းကင်တမန်တွေတို့ဝေစုလို့ရိုးရိုးသေးသေးတင်စားခေါ်ကြပါတယ်တင်တောက်နေတဲ့ whisky 12နှစ်တက်တန်ရှိတယ်ဆိုရင်အဲဒီ12နှစ်အတွင်းမှာကောင်းကင်တမန်တွေကသူတို့ရဲ့ဝေစုကိုအရင်လက်တောက်သွားကြတယ်ဆိုတဲ့သဘောပါပဲကဲဒီလောက်ဆိုရင်တော့အရက်ခရတစ်လုံးရဲ့ကွာခြားချက်တွေတစ်ဆွေးနဲ့ပါတဲ့ Scotch နူးညံ့တဲ့ Irish နဲ့အချိုတက်ခဲ့တဲ့ Bourbon တို့ရဲ့လှုပ်ဝက်ချက်တွေကိုသဘောပေါက်သွားလောက်ထင်ပါတယ်ကောင်းကင်တမန်တွေကြောင့်နှစ်သက်တဲ့ဒီတက်ဆောက်ရည်ကိုတောက်တဲ့အခါကိုတိုင်းဒါရတာကိုတောက်နေလဲဆိုတာတေချာခန်းစားကြည့်ဖို့အကြံပေးချင်ပါတယ်
မိတ်ဆွေတို့ရောဒီ3မျိုးတက်ကဘယ်ဝီစကီမျိုးစားကိုကြိုက်ဆုံးလဲဆိုတာ comment မှာရေးခဲ့ပေးပါဦးနောက်ဗီဒီယိုတွေမှာလည်းဒီ base split ကိုအသုံးပြုပြီးတော့ဖြော်ဆက်ထားတဲ့ကဘာကျော်ကနဝင်တောက်လေးတွေရဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးတော့မှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်ကြည့်ရှုပေးခဲ့တဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ချီယာ